just sign မှရလဲဒီညမှာ international sound international yes လို့ပြော Yes. ဟုတ်ပြီနော် yes ပါ ဆိုမှာအင်္ဂလိပ်တစ်ချင်းဆိုတော့မေးလိုက်ရင် yes နဲ့ no နှစ်မျိုးတော့ရတယ်မလား ဟုတ်ကဲ့ရပါတယ် နော်မဟုတ်ဆိုရင် no ဟုတ်တယ်ဆိုရင် yes ဒါလေးနှစ်ခုပဲနော်အဓိက no နဲ့ yes လေဘက်ပြောတိုင်းရင်တော်ခီးရတယ်နေဆောင်းလေး yes ဟုတ်ပြီပါ ရလို့စိတ်ခီးရောက်တယ် From this moment on. ပြန်ပြောနေဆောင်း1နေ From this one moment. nation procent နေမန်းတော့ procent နေမန်းတော့နော်ချင်းကောင်းစဉ်လေးကရှင်တဲ့ကိုအရန်ရောက်တဲ့ကောင်း ဟုတ်တ စဉ် ယ်ဟုတ် ပါ တယ် နော် let's go yeah come on ကဲနောက်ထောင်း အားလုံးပဲမင်္ဂလာပါ ဟုတ်ကဲ့ပါမင်္ဂလာပါ ကျွန်တော်တို့ဒီနေ့ကတော့တော့7ဘင်းမှာပြိုင်ပွဲဝင်ကြမယ်ပြိုင်ပွဲဝင်နေ rehearsal first time ပေါ့နော် rehearsal ပထမချိန် ဟုတ်ကဲ့ပါ ပြီးတဲ့ချိန်လေးမှာသူတို့ကဒီ season မှာတော့ဒါမတီအောင်ဟာကထုံးစံတိုင်း MC လုပ်မယ်ပေါ့နော် ဟုတ်ကဲ့ပါ လုပ်ပြီးတော့ထူးခြားတာပါလဲဆိုတော့ပရိသတ်တွေအသိပေးနေတာဒီ week မှာသူတို့က international sound နေနဲ့ပြိုင်ပွဲဝင်ကြမှာဖြစ်တယ် international sound အင်္ဂလိပ်တချင်းတွေနဲ့သူတို့ပြိုင်ပွဲဝင်ကြမှာဒါအင်္ဂလိပ်လိုကြီးပဲဆိုကြမှာဒီအစီအစဉ်မှာတရားမှမြန်မာလိုဆိုမဲ့တူမပါဘူးအဲကြောင့်ကျွန်တော်ကဒီအစီအစဉ်ကိုအားပေးကြည့်ရှုတဲ့ပရိသတ်တွေကိုကျွန်တော်တွေးလိုက်တယ်ဒီပြိုင်ပွဲဝင်နေအင်္ဂလိပ်လိုဆိုမှာတော့ဟုတ်ပြီလိုက်ရကြည့်တဲ့အမျိုးတွေဒီအင်္ဂလိပ်လိုတိုက်ရိုက်နားလေတယ်သိတဲ့သူတွေရှိသူအင်္ဂလိပ်လိုမသိဘူးသို့တော့ပြိုင်ပွဲဝင်တွေကိုအားပေးခြင်းတဲ့စိတ်ကြောင့်နားထောင်မယ်ဆိုရင် ဟုတ်ကဲ့ ပြိုင်ပွဲဝင်နေဆိုတဲ့အကြောင်းအရာတော့အနေချင်းသိနေမှဖြစ်မယ်ဆိုတာဒီုံဟာဒါလေးတွေးမိတယ်တွေးပြီးတော့ကျွန်တော်သူတို့ဆိုတဲ့ဟာတွေတော့ငါခြုံငုံပြီးတော့အင်္ဂလိပ်လိုငါရဲ့မှာပေါ့ ESK နဲ့ ဟုတ်ကဲ့ လေးလာထားတဲ့ ပြောနေကြီး ဒီအင်္ဂလိပ် knowledge တွေနဲ့ဘလို့ပေါင်းဆက်ပြီးတော့ပရိသတ်ကိုခြုံငုံပြီးအောင်ရှင်းပြလိုက်မှသူတို့ဆိုတဲ့အဓိပ္ပာယ်ကိုလည်းပရိသတ်တွေနားလဲအဲကြောင့်ဒီအစီအစဉ်မှာအင်္ဂလိပ်လိုသူတို့ကဆိုမယ်ဒီယုံဟာကကျွန်တော်နားလဲတဲ့လောက်ပြန်ပြီးတော့ရှင်းပြနားလဲတဲ့လောက်ဆိုတော့အခုအပိုင်းပေါ့တကယ်လိုက်ကြရင်ဒီတက်ကျွန်တော်လေးလာအောင်ပါအင်္ဂလိပ်ဘာလို့ကျွန်တော်ကဂျားထဲမှာတရက်လေးလာခြင်းရတယ်ကျွန်တော်တရက်လောက်လေးလာလိုက်ရင်သူတို့ဆိုတဲ့တခြင်းတွေအကုန်လုံးဒီပါကျွန်တော်ဘာသာပြန်လို့ရပါတယ်ဒီဝီးမှာ international sound ကိုအားတခြင်းရွေးထားတယ်လေ Hallelujah ဆိုတဲ့ခြင်းဖြစ်ပါတယ် ဩဟာလီလုယာဟာရန်ကောင်းတဲ့တခြင်း first sound လေးနည်းနည်းလေးဆိုပြကြည့်ပါလားကိုပရိသတ်တွေဘာသာပြန်ပေးလို့ရအောင် Our heart they were a secret chord the day we play and I please the Lord but you don't really care for music do ya go very good စကလုံးရဲ့နှစ်တာတော့ဒါဟာလီလုယာဆိုတာတော့ဒါကျွန်တော်နားလေတဲ့အဓိပ္ပာယ်ရပြောမှဆိုတာကျွန်တော်တို့ထာဝရဘုရားသခင်ကိုချီးမွမ်းတဲ့တခြင်းဖြစ်မယ်ထင်တယ်ဟုတ်တယ်မလားညီလေး ဟုတ်ပါမယ်လေနော်ဒါကိုနားလဲတဲ့ပုံစံနဲ့ကိုရှင်းပြကဲဆက်လိုက်ပြီးတော့ညီမငယ်လေးဂျာဆိုင်မိုင်ရလဲဒီညမှာ international sound yes လို့ပြော yes ဟုတ်ပြီနော်ဆိုမှာအင်္ဂလိပ်တစ်ချင်းဆိုတော့မေးလိုက်ရင် yes နဲ့ no နှစ်မျိုးတော့ရတယ်မလား ဟုတ်ပါတယ် နော်မဟုတ်ဆိုရင် no ဟုတ်တယ်ဆိုရင် yes ဒါလေးနှစ်ခုပဲနော်အဓိက no နဲ့ yes လေဘက်ပြောတိုင်းရင်တော်ခီးရတယ်အဲဆိုမဲ့တခြင်းလေးရှင်းပြပေးပါမယ်နော်တခြင်းကောင်းစဉ်လေးဒီဘက်ကညီမလေးရလားတခြင်းကောင်းစဉ်လေးအရှင်ဆုံးပြောပြပါဦး The chin goes there. If I were a boy. အာရန်ကောင်းနေဗျာကောင်းစဉ်ကိုကအတိတ်ပဲအများကြီးရှိနေပြီကဲဆက်ပြီးတော့ best buy လေးဆိုပြပေးပါဦးနော် If I were a boy, even just for a day, I roll out of bed in the morning and throw on what I wanted and go. ရန်ကောင်းပါတယ်သူကမိန်းကလေးတစ်ယောက်အနေနဲ့ယောက်ျားလေးတစ်ယောက်ကိုတစ်ဖက်သက်ကြေကွဲဆွဲလန်းနေတဲ့အကြောင်းလေးဒါကထုံးစံကမိန်းကလေးကယောက်ျားလေးကိုတန်ရောစင်ဖြစ်တယ်ချစ်တယ်ဆိုရင်ဖွင့်ပြောဖို့ခက်တယ်ဒါကြောင့်သူသာယောက်ျားလေးဖြစ်ခဲ့ရင်သူချစ်တဲ့အကြောင်းလေးကိုအော
ပါရဖွင့်ပြောခြင်းတယ်ဆိုတဲ့အတိတ်ဟုတ်တယ်နော် Yes, yes. yes ကိုကောင်းပါလေနော်ဆက်လက်ပြီးတော့ yes yes မငယ်လေးနောက်တစ်ခုပေါ့ yes ဘောနော် အားတော့မငယ်လေးဗန်ဒီတစ်ပတ်တော့ဆောင်းမှာအင်္ဂလိပ်လိုပဲဆိုကြမှာဖြစ်တဲ့အတွက်နေဆောင် Fight song. ဗာလီဘတ်ဒေးဆိုပြပေးပါဦး ဟာမပြန်ဘူးလား Like a small boat on the ocean, sending big waves into motion. ghost god ချစ်တွက်နေဆိုရင် तू က ဟမ် မီးတောင်ကိုလည်း gas gas ကြော်မယ် gas go ပင်လေကိုလည်းဖြတ်မယ်နော်ဘယ်လိုတားဆီးတွေရှိအချစ်တွက်ဆိုရင်အသက်ပါပေးပြီးတော့ချစ်ရဲတဲ့အချစ်သူရဲကောင်းနော် ghost ဆောင်းပါ ghost ဆောင်းပါနော် thank you thank you thank you ဆက်လက်ပြီးတော့ကျွန်တော်ပြိုင်ပွဲဝင်ညီမငယ်လေး မိုက်တယ်ကွာ အဲလီနီထွေးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာအဲလီနီထွေးဆိုသူကချင်းတိုင်းရင်သူလေးဖြစ်ပါတယ်သူကကြတော့ဒါမြန်မာလိုပြောတတ်တယ်လို့အင်္ဂလိပ်လိုကြတော့သူကပို့ပြီးတော့နီးနီးဆက်ဆက်ရှိတာပါနော်ဒါအင်္ဂလိပ်ကျွန်တော်ကလည်းဒါအင်္ဂလိပ်လိုမပြောဖြစ်တာတော့တော်တော်ကြာပြီဒါပေမဲ့လည်းဒီတက်တိပညာမနေတာပေါ့ဗျာနော်တက်ထားတဲ့ပညာတစ်ခုကတော့ဒါဘယ်ချိန်ပဲဖြစ်ပြန်အသုံးချလို့ရတယ်နော်ဒါကြောင့်မြန်မာလေးနဲ့တွေ့ရချင်းမှာအင်္ဂလိပ်လိုပဲနည်းနည်းလေးသူ speaking လေးနည်းနည်းစာဆွဲကြည့်လိုက်မယ်နော် How are you Yeah, I'm fine. Yes yes very well thank you အာ please thank you please thank you sound name sound Flashlight. ဟော flashlight ရန်ကောင်းတဲ့ချင်းလေးနော် ကောင်းတယ်ကောင်း အဲ best thank you sound လေးဆိုပြပေးပါ song When tomorrow comes, I'll be on my own, feeling frightened of this thing that I don't know. When tomorrow come, tomorrow okay come. အဲ့မှာ tomorrow can မနက်ဖန်ဆိုတော့ချင်းတွေကျွန်တော်တို့ဒီဘက်မှာမြန်မာလိုလဲပေါက်ထားတဲ့ချင်းရှိနက်ဖန်ဆိုတာရှိနေသေးရင်ချစ်ခွင့်ရှိသေးတယ်တော့ကိုဝိုင်းဝိုင်းရဲ့ချင်းစာသားမျိုးဒါအင်္ဂလိပ်ဆောင်းဆိုပေမဲ့ကျွန်တော်ဒီလိုနားလည်ထားပါတယ်မနက်ဖန်ဆိုတာရှိနေသေးတယ်ချစ်ခွင့်တွေရှိသေးတယ်ဆိုတဲ့ဒါအဓိပ္ပာယ်မျိုးပါပဲရန်ကောင်းတဲ့တခြင်းလေးပါဒီတခြင်းကိုကျွန်တော်တို့လာမဲ့စနေတနင်္ဂနွေတိုက်ရိုက်လိုက်မှာတော့ကျွန်တော်အပြည့်အဝရှင်းပြပေးမယ်ဒါအမီးစမ်းလေးဆိုတော့ဒီလောက်လေးပဲကျွန်တော်ရှင်းပြပေးတယ်ဖြစ်ပါတယ်ဒီလောက်ဆိုလဲဒါအားလုံးတော်တော်များများနားလည်သွားပါပြီเนาะ thank you အားလုံးကြည့်ပေးပါလေခင်ဗျာ thank you